ရှင်းနေမှာလေးကိုသွေးလို့ဆမ်းပြီးလို့တရားစွဲချင်းခံလိုက်ရတဲ့မောင်ပါရက်ပရိသတ်များလုံးပဲမင်္ဂလာများ MT Daily Sport Page ကနေပြန်လည်ကြိုလိုက်ပါတယ်ပါရက်ကိုတော့ပရိသတ်တော်များများမသိသူမရှိတော့ပါဘူးပရီးမီယာလိဂ်ကလပ်ဝက်ဆန်အသင်းစီလာရောက်ကစားခဲ့မှုတဲ့ပါရက်ဟာသူ့ရဲ့လှပတဲ့ free kick ကန်သွင်းချက်တွေနဲ့အတူပရိသတ်တွေကြားမှာရေပန်းစားသူတယောက်ပါသူ့လိုကစားသမားတယောက်ကိုပရီးမီယာလိဂ်ထေသီးကလပ်အသင်းကြီးတွေနဲ့ဝက်ဆန်အသင်းစီကနေခေါ်ယူနိုင်ခြင်းမရှိတာကိုမြင်တွေ့ထားခဲ့ရတာပါ။ဒါကြောင့်လည်းကစားသမားဟာဝက်ဆန်အသင်းကနေထွက်ခွာပြီးတဲ့နောက်ပြင်သစ်ကလပ်စီပြန်လည်ရောက်ရှိသွားခဲ့တာလည်းဖြစ်ပါတယ်။ပြင်သစ်ပြည်ပေါ်မှာပါရက်စ်တယောက်ခြေစွမ်းကောင်းတွေပြသနိုင်ခဲ့သလိုသူ့ရဲ့လှပတဲ့ free kick ကန်သွင်းချက်တွေနဲ့အတူသွင်းဂိုးတွေရယူပေးနေကြတာကိုမြင်တွေ့ထားခဲ့ရတာပါ။အခုတော့38နှစ်သားကြီးပါရက်ဟာဘရာဇီးကလပ်Rio de Janeiro အတွက်ပါဝင်ကစားပေးနေကြတာဖြစ်ပြီးပြင်သစ်မှာဇနီးတွေကိုခြံထားခဲ့ပြီးဘရာဇီးမှာတကိုယ်တည်းလူမျိုးကြီးလာလုပ်နေကြတာပါဒီကြံနေတဲ့ Paris တယောက်ရှေ့နေမလေးတယောက်နဲ့အတွေ့မှာအတော်လေးတာယာခဲ့ပြီးတစ်ဖက်ကမိန်းကလေးမခံရနိုင်လောက်တဲ့အထိအနိုင်ကျင့်မှုတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်အသက်28နှစ်အရွယ်ရှေ့နေမလေး Ferrari ကို Paris ကသူမရဲ့ကျင်ငယ်ရေးကိုအတင်းအကျပ်ပြန်တောက်ဖို့ဖိအားပေးအနိုင်ကျင့်ခဲ့ပြီးအတူအိတ်ဖို့အထိပါကြိုးစားခဲ့တယ်လို့သိရပါတယ်အိမ်အောင်အသက်20ရှိနေပြီဖြစ်ပြီးကလေးလေးယောက်အထိရရှိပိုင်ဆိုင်ထားတဲ့အဆိုပါပြင်သစ်သားရဲ့ယခုတစ်ခေါက်သတင်းကတော့မိသားစုဝင်တွေအတွက်ပါအတော်လေးစိတ်ပြည့်စရာဖြစ်စေခဲ့ပေမဲ့ဇနီးဖြစ်သူကတော့ Paris ဘက်ကနေကာဝယ်ပြောဆိုမှုတွေပြုလုပ်ထားပါတယ်တရားလိုဘက်မှာတော့သူမစီမှာဗီဒီယိုဖိုင်သက်သေရှိနေတယ်လို့တရားမျှတမှုအတွက်အဆုံးထိတိုက်ပွဲဝင်သွားမှာဖြစ်ကြောင်းလည်းပြောဆိုထားခဲ့ပါတယ်အဲ့ဒီအတွက် Paris ရဲ့အမှုဟာစောင့်ကြည့်စရာတစ်ခုလိုဖြစ်လာခဲ့ပြီးတစ်ချိန်ကပရီးမီယာလိဂ်မှာလာရောက်ကစားခဲ့မှုတဲ့ကစားမဟောင်းတယောက်အတွက်သူ့ရဲ့လက်ကျန်ကစားမဘွားကိုကြောခိုင်းသွားရနိုင်တဲ့အခြေအနေနဲ့ရင်ဆိုင်နေခဲ့ရပြီလည်းဖြစ်ပါတယ်ဒါကြောင့်လည်းရှေးလူကြီးတွေကမီမစောနဲ့လောင်တက်တယ်ဆိုတဲ့စကားကိုပြောဆိုထားခဲ့ကြတာဖြစ်ပြီးအခုတော့မီးကိုမှသွားဆော့မိတဲ့ Paris တယောက်မီးဆော့မိတဲ့ဒုက္ခနဲ့ရင်ဆိုင်နေရပါပြီနောက်ပြီး Paris တယောက်သွေးလို့သွားဆမ်းမိတဲ့မိန်းကလေးကလည်းရှင်းနေမှလေးတယောက်ဖြစ်နေခဲ့တာဖြစ်ပြီးဒါကြောင့်လည်းတက်တဲ့အထောက်အထားတွေကိုအမေးအရရယူထားခဲ့တာဖြစ်ပါတယ်ဘောလုံးအားစားတဲ့ပတ်သက်တဲ့သတင်းတွေကိုအကောင်းဆုံးတင်ဆက်ပေးနေတဲ့ကျွန်တော်တို့ရဲ့ page ကိုလည်း like and follow လုပ်ပေးခဲ့ကြဖို့ဖိတ်ခေါ်လိုက်ပါရစေအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရခင်ဗျာ